ကန်ဆာသမားတွေအတွက်သတင်းကောင်းလေးတစ်ခုပေါ့နော်BBC ကလည်းကြော်ညာတယ် United Kingdom လို့ခေါ်တဲ့ UK မှာလေအသစ်ထွက်လိုက်အသစ်ထွက်ပေါ်လာတဲ့ဆေးတစ်မျိုးပေါ့နော်ကန်ဆာသမားတွေကအရင်တော့ဆိုရင်ကန်ဆာဆေးသွင်းရတယ်ပေါ့နော်အဲ့ဒါကို chemotherapy လို့ကျွန်တော်တို့ခေါ်ပါတယ်အဲ့ဒီ chemotherapy 6 cycle သွင်းရတဲ့လူတွေအရန်သနာဖို့ကောင်းတာဆေးကန်းကိုလာပြီဆိုရင်အကျိုးတွေကလည်းပျောက်တာသွင်းရလုံးဝကြည့်လို့အကျိုးတွေအကုန်လုံးကလည်းလေအကျိုးတွေကမြင်သေးသေးလေးပဲရှင်စပင်းတွေကလည်းကျွတ်ပြီးကရုံးစပင်းပေါင်းဖြစ်နေတာပေါ့နော်အခုအဲ့ဒါတွေအကုန်လုံးကိုကြော်လွှားနိုင်တဲ့ကန်ဆာအမျိုးပေါင်း18မျိုးကိုကာကွယ်နိုင်တဲ့ဆေးတစ်မျိုးပျောက်ကင်းနိုင်တဲ့ဆေးတစ်မျိုးပေါ်တယ်ပေါ့နော်ကာကွယ်နိုင်တဲ့ဆေးမဟုတ်ဘူးပျောက်အလွယ်တကူပျောက်ကင်းနိုင်တဲ့ဆေးပေါ့ခုနပြောတဲ့ chemotherapy 6 စာကသွင်းစရာမလိုဘဲနဲ့1မိနစ်ထဲဆေးထိုးလိုက်ရုံနဲ့အဲ့ဒီ action တွေအကုန်ရမှာပေါ့နော်1မိနစ်ဆိုတော့ဘယ်လိုသွင်းရမလဲဆိုတော့ subcutaneous အရေပြားရဲ့အောက်ကျမတို့ရဲ့ခန္ဓာကိုယ်မှာအရေပြားရှိတယ်အောက်မှာကျတော့အစီလေးရှိတယ်ပေါ့နော်ပြီးရင်တော့ကြွက်သားရှိတယ်ပေါ့သူကအဲ့အရေပြားရဲ့အောက်အစီလေးတွေကိုထိုးသွင်းလိုက်ရုံပဲအဲ့ဒီဟာ Keytruda လို့ခေါ်တဲ့ဆေးပေါ့နော်သူက Zumab ဆေးတွေပေါ့ဟိုနာမည်လေးဆန်းတော့လေ Pembrolizumab လို့ခေါ်တယ်အဲ့ဒီဆေးကိုတစ်ချိန်နဲ့သွင်းလိုက်ရုံနဲ့ကန်ဆာအမျိုးပေါင်းအများကြီးပဲရင်သားကန်ဆာအဆုတ်ကန်ဆာစီးရင်ကန်ဆာအသေးကန်ဆာပေါ့နော်အဲ့ဒီအတွက် chemotherapy သွင်းဖို့လူတွေအကုန်လုံးအချိန်အားဖြင့်လည်းရမ်းသက်သာစေတယ်ကုန်ကြစိတ်အားဖြင့်လည်းသက်သာစေတယ်ပေါ့နော်အဲ့တော့လောလောဆယ်လက်တလုံးမှာတော့လောလောဆယ်ဈေးကြီးအောင်မယ်နောက်ပိုင်းမှာတော့ဈေးသက်သာစွာဖြန့်ဖြူးနိုင်တော့မယ်လို့သိရပါတယ်နောက်တစ်ချက်အဲ့ဒါကတော့ United Kingdom စီပေါ့နော်မြန်မာပြည်ကိုရောက်ဖို့အတွက်ကတော့ကြာအောင်မှန်နေတူပါတယ်အရင်တုန်းကတော့2023မှာအဲ့ဒီ Zumab ဆေးတစ်မျိုးပေါ်တယ်သူကကြတော့လေအရေပြားမဟုတ်ဘူးရေပြားအောက်ကအစီမဟုတ်ဘူးသူကကြွက်သားကိုထိုးတာသူကကြတော့9မိနစ်လောက်ကြာအောင်ထိုးရတယ်အဲ့ဒီဆေးရလည်းပဲခုနပြောတဲ့အဆုတ်ကန်ဆာစီးရင်ကန်ဆာအသေးကန်ဆာအရန်ကောင်းအဲ့ဒီဆေးရလေအဲ့ဒီဆေးရဲ့အရှင်ကဘယ်လိုလုပ်ပေးလဲပေါ့နော်ကန်ဆာဆိုတာကြတော့မြန်မာလို့ခေါ်တာလေကျွန်မအဲ့မြန်မာလို့ခေါ်တဲ့နာမည်ကိုကြိုက်တယ်မြစ်ပွားနာဆိုတော့လေသူကခန္ဓာကိုယ်ရဲ့အမြစ်ထဲမှာတွယ်ပြီးရှောက်ပွားတာကွာဒီလားဆဲတွေကလေနှလုံးကနေ4လုံး4လုံးကနေ8လုံး8လုံးကနေဟာတားမောများစွာပွားပြီးကန်ဆာအကျိတ်ကြီးဖြစ်ပြီးသွေးတဲ့နဲ့တဆင့်ရှောက်ပြန့်နေတာပေါ့နော်ကျွန်တော်တို့သွင်းတဲ့ chemotherapy ကကြတော့ဒီဆဲတွေကိုလိုက်တိုက်ရတာလိုက်တိုက်တဲ့အခါမှာသူကဟိုရွာတဲ့ကိုတဲ့ဒီတဘုံတွေဝင်လာတဲ့အခါမှာရွာလဲပျက်စီးရှိသမျှဟာတွေအကုန်တိုက်အကုန်ပျက်စီးတာရွာလဲထိကြိုက်တယ်ပေါ့နော်